ပြုတဲ့ခေတ်ကာလရောက်လာတဲ့အခါမှာဒီလိုနေတာမျိုးခရစ်ယာန်တွေဒီလိုကွဲကွဲပြားပြားနေတာမကောင်းဘူးသူတစ်ပါးတွေအတွက်ထိမြွေလဲစာဖြစ်တယ်ဆိုတဲ့ဟာတွေပေါ့နော်ဒါကြောင့်ခရစ်ယာန်တွေဟာတွေးစည်းညီညွတ်ရမယ်ပေါင်းနိုင်တဲ့ဘက်ကနေပေါင်းရမယ်တွဲနိုင်တဲ့ဘက်ကနေတွဲရမယ်ဆိုတဲ့သဘောတရားလေးတွေအများကြီးပေါ့နော်ဒါတွေရှိလာတယ်အဲ့ဒီပြင်ဘယ်ဖွဲ့ဦးစားပေးလာတယ်လဲဆိုလို့ရှင်Young Men Christian Association လို့ခေါ်တဲ့ YMCA အဖွဲ့တွေပေါ်လာ YMCA ဆိုတဲ့နေရာမှာ guide မပါဘူးเนาะအဲ့ဒီအုပ်စုလူငယ်တွေကခါတယ်သူ့အဖိုးတွေသူ့အဖွားတွေသူ့ဦးလေးတွေလှုပ်ထားတဲ့ guide တွေကိုသူတို့ကတိတ်သဘောမကျလူငယ်ပြပဲသူတို့ကတခါတည်းခရစ်ယာန်လူငယ်လှုပ်ရှားမှုတစ်ခုကိုအထူးသဖြင့်အသက်22နှစ်အရွယ်ရှိတဲ့ George Williams ဆိုတဲ့ပုဂ္ဂိုလ်က1844ခုနှစ်ဇွန်လ6ရက်နေ့မှာဟိုရင်းပေါ့နော်ဒါစတင်ပြမှာဖွဲ့စည်းခဲ့တယ်အခုလဲ YMCA ဆောက်ဦးတွေနေရာတကာမှာရှိပါတယ်ချောင်းမိုင်မှာလည်းရှိတယ်နောက်ထိုင်းဘန်ကောက်မှာလည်းရှိနိုင်ပါတယ်အဲ့မှာပုံရှိသေးတယ်နှိပ်လိုက်အသက်22နှစ်အရွယ် George William က YMCA ကိုသူကဖွဲ့စည်းခဲ့တယ်အဲ့ဒီအပြင်ကျွန်တော်တို့ YWCA လို့ခေါ်တဲ့ Young Women Christian Association ဒါရမိတ္တဟာရတွေကြီးပဲနော်အားလုံးမိတ္တဟာရဂိုင်းတွေအခြေမခံဘူးယုံကြည်သူတွေကိုအခြေခံထားတဲ့မိတ္တဟာရတွေကြီးပဲဖြစ်ပါတယ်ကလျာဏယုဝတီပေါ့ခရစ်ယာန်တင်းနဲ့အဲ့ဒါနည်းနည်းမှားမလားတော့တမျိုးဖြစ်တယ်အဲ့နောက်ဘာပေါ်လာပြန်ပြီလဲဆိုတော့ World Student Christian Federation နဲ့နော်အဲ့ဒါတွေကဂိုင်းတွေမဟုတ်ဘူးမိတ္တဟာရတွေဆိုတော့ကမ္ဘာကျောင်းသားတမကကြီးပေါ့နော်ခရစ်ယာန်ကျောင်းသားတမကကြီးတွေဒါလည်းပေါ်လာတယ်ဒီနေ့ထိပါပဲဒီလိုနဲ့သာသနာပြုဆရာကြီးတွေရဲ့အတွေ့အကြုံအရဘာလိုအပ်လာတယ်လဲဆိုလို့ရှင် World Missionary Conference တို့လိုလာတယ်တဲ့နိုင်ငံတကာမှာကမ္ဘာရဲ့မှာသာသနာပြုတဲ့လူတွေရဲ့အတွေ့အကြုံ sharing လုပ်ဖို့အတွက်သူတို့လှုပ်လာတဲ့အခါမှာတဖြည်းဖြည်းနဲ့ conference ကျင်းပရင်းနဲ့1910ခုနှစ်မှာ Edinburgh မြို့မှာပြုလုပ်တဲ့အစည်းအဝေးကြီးကတော့ top ပဲအဲ့ဒီအစည်းအဝေးကနေပြီးမှကျွန်တော်တို့ gain တွေဟာကွဲပြားနေတဲ့ gain တွေဟာပြန်လဲစုစည်းပြီးမှတကယ်စစ်မှန်တဲ့မိတ္တဟာယအနှစ်သာရရှိသောမိတ္တဟာယအဖွဲ့အစည်းတစ်ခုဖြစ်နိုင်ဖို့အတွက်ဥတည်ပြီးမှလာပါတယ်အဲ့ဒီကနေပြီးမှဘာပေါ်လာတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးကြတော့ကမ္ဘာတင်းတော်များကောင်စီဆိုတဲ့ဟာတွေလည်းပဲပေါ်လာတာကျွန်တော်တို့တွေ့ရပါတယ်ကမ္ဘာတင်းတော်များကောင်စီ1938ခုနှစ်လန်ဒန်မှာတွေ့ဆုံခဲ့တဲ့ပွဲမှာပေါ့နော်ဒီကမ္ဘာသာသနာပြုများအသင်းကိုကောင်စီကိုတဖြည်းဖြည်းနဲ့ကမ္ဘာတင်းတော်များကောင်စီဖြစ်သွားပါတယ်ဒါအဲ့ဒါလို့ကမ္ဘာတင်းတော်များကောင်စီဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတိုင်းမှာလည်းပဲသူတို့ရဲ့ဒီတင်းတော်များကောင်စီကိုစပြီးတော့ဖွဲ့စည်းကြတယ်မြန်မာပြည်မှာလည်းပဲမြန်မာနိုင်ငံခရစ်ယာန်တင်းတော်များကောင်စီဆိုမိတ္တဟာယဂိုင်းပေါင်းစုံမိတ္တဟာယအတင်းဖြစ်ပါတယ်လို့ကောင်စီဖြစ်ပါတယ်မြန်မာပြည်မှာလည်းပဲဒီလိုဖွဲ့စည်းခဲ့ပါတယ်အခုဆိုလို့ရှိရင်တော့ဂိုင်းပေါင်း14ဂိုင်းနောက်ပူပေါင်းဆက်တွေ့တဲ့အဖွဲ့အစည်း17ခုဒေသန္တရကောင်စီတွေက25ခုနဲ့ဒီနေ့မြန်မာနိုင်ငံခရစ်ယာန်တင်းတော်များကောင်စီဟာဆက်ပြမသာသနာအတွက်လှုပ်ဆောင်နေပါတယ်ဒါ member တွေဖြင့်ပြောရမှာဆိုတော့ Lisu Christian Church of Myanmar ပါတယ် Saint Gabriel Church ပါတယ် Self Supporting Grand Baptist Mission Society ပါတယ် Presbyterian Church of Myanmar ပါတယ် Salvation Army ပါတယ် Independent Church of Myanmar ပါတယ် Mara Evangelical Church ပါတယ်နောက်ပြီးတော့ Myanmar Baptist Convention ပါတယ် Methodist Church အပါပါတယ် Church of the Province of Myanmar Anglican Church ပါတယ် Lutheran Bethlehem Church ပါတယ် Methodist Church Lower ပါတယ် Evangelical Free Church of Myanmar ပေါ့နော်သူပါတယ် Independent Church Home Mission ပါတယ်ဒါတွေကလောလောဆယ်ဆယ်မှာကျွန်တော်တို့member အနေနဲ့ပါဝင်ကြတဲ့အရာဖြစ်ပါတယ်တခြားတော့ cooperating member body တွေကတော့ဒီ
ဒီဥပမာ YMCA တို့လိုဒီကျန်းစာအတင်းတို့လိုအဲ့လိုဟာလေးတွေကလည်းပါတယ်ဒါကြောင့်ကျွန်တော်တို့ရည်ရွယ်တာပါလဲဆိုလို့ရှိရင်ဂိုင်းတဂိုင်းနဲ့တဂိုင်းလက်ညှိုးထိုးပြီးတော့မိတ္တာရမဖွဲ့နိုင်လောက်အောင်နေတာဟာကျန်းစာနဲ့မကိုက်ဘူးဒါကြောင့်မို့တူရာလေးတွေကိုစုမယ်နော်တယောက်နဲ့တယောက် mutual understanding ခေါ်တာပေါ့ပိုပြီးတော့ရင့်ကျက်တဲ့နားလည်မှုတွေတည်ဆောက်မယ်အချင်းချင်းဖြစ်တည်နေတဲ့အရာကိုတယောက်နဲ့တယောက်အတိအမှတ်ပြုကြမယ်တွဲနိုင်တဲ့ဟာတွဲကြမယ်သူတစ်ပါးတို့ရဲ့ရှေ့မှာခရိယန်တွေကတလုံးတဝတည်းဖြစ်တယ်ဆိုတာကိုလည်းပဲတစ်ဖက်ကပြသနိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ဖွဲ့စည်းရခြင်းဖြစ်ပါတယ်လို့တစ်ချိန်တည်းမှာလည်းပဲကက်သလစ်အဖွဲ့နဲ့ကျွန်တော်တို့ MCC နဲ့ပူးတွဲပြီးတော့လုပ်တာတွေရှိတယ်တစ်ချိန်တည်းမှာလည်းပဲ MCMC လို့ခေါ်တဲ့အဖွဲ့နဲ့ကျွန်တော်တို့ပူးတွဲလုပ်တာတွေရှိတယ်ကျွန်တော်တို့ကအထဲမှာကွဲပြားနေကြတော့လဲအပြင်ကလူတွေကကျွန်တော်တို့ကွဲနေတယ်ဆိုတာသိမသိဘူးခရိယန်ဆန်ခရိယန်ပဲသိတာဒါကြောင့်ကျွန်တော်တို့ခရိယန်တွေကြောင့်သာသနာဟာမညှိုးနွမ်းစေရပဲနဲ့ခရိယန်တွေကြောင့်ပိုပြီးတော့ဒီဘုန်းတော်ထင်ရှားဖို့အတွက်ဒါပိုပြီးတော့အရေးကြီးပါတယ်ဆိုတာကိုဒီနေ့တော်တော်လေးတော့ချိန်ကလစ်ဟင်းသွားတယ်run through နဲ့ပေါ့လေဖော်ပြခြင်းဖြစ်ပါတယ်လို့မြောက်ပါတယ်ရတဲ့ကအင်မတန်မှကောင်းမြတ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ထာဝရအသက်နဲ့ရှင်တဲ့အရာလေးကိုဆရာယူဒတာမှတရှင်တရှင်တော်ဝိညာဉ်တော်ပို့ဆောင်ကျွန်တော်တို့ခံစားရရှိတယ်ဗမာပြည်သူပြည်သားများအတွက်ဒီလိုကြိမ်မှာအင်မတန်မှဝမ်းမြောက်ပါတယ်ဂုဏ်ယူပါတယ်ချိုမိန်နဲ့တို့ရဲ့မှာပြီးတလေးဆက်တွေ့ကြချိုမိန်ဆိုတူလေးရဲ့မှာချိန်မခံစားကိုရောရှိရဲ့အလိုတော်တိုင်းပေးစလို့တွားပေးစကတူတာစကကတူဆန်းစာတီရဲ့တပြားမှုတော်မှာဘာပြရဲ့နဲ့တမကပူရတူမျိုးနဲ့Can't do that, I can't do so.
channel the chain and let you below to be Jesus de Mare. Tini channel evenly hovers law. Jordan and Yabema Saga, the chain and evenly hold on me. No, but Pillow General evenly diama, Kriani Power, but they are the less lago, Nanny General, she bang Pubia watching body, but a good ching at Nania. Saji Judah language are on with the yard boiler pit. Siajiga, Amabi Ularia Kama, do low chunzia, even in Luma Mepete. Even in Lungan would do low need a Kama, Amari Udia Horo, Amali Muria, Kamia Pajansa, Gugadale, to Mabiasia Janda Mashiu. Ericama to Dide, Amali Muria Dwe, Janza Yijide, to look Chenade, Payani Alurashide, the Janza would do Bada and Bidare. Bide Kama, do nobody will hold a Kama, do the Mialara. A good Paladon, Bamabi Machile, so ye, Yongji do General 82,000, coordinator looked at Chinga. MCC Lama, Yongji do Natan Joshide. Roman Catholic Matatani Vashide. Janet evenly put a jar of saying Maya Bono, Jamakabaza Pujas, found Lizzie Joshide, send the poem saying Yard. Emmy says, saying Machiro, just saying it to look people at the Pika Yard. Pound like the Bamabia, Lizani Vashide. Oh, General Diming to go meeting the children meet the meal with Jabuleme. There the Loma, Stephen the Sicile. Hello, the Zive, the Kala. Eddie Asima up in the Bishile. How do you know? How yella? The me African Lumuriga, a lala with Jumian Dade. Trouble of the lace or forest in the sea. I see him at their door. There, the Bingani, the Bingani, there the Miaji Dilame. I did a theory of Bob in it. I did Niaga, their door, if you thought it. Eating Uyang Piani Pansinonga. There be to be made la Bala Madibu. To make any music, Bamabi Yaula Kama. Bamabi Matayam about the Yardums and Namushi. Siaji Judan, they are music. Bamabi Yaula Kama, Nebonea, Dreamer. Tang Lidan Jola Visa. Natone Salija, teacher of the Aleme. Now the music, say you that you take the jail Poye, General Set J. Wamare. Say you that I am a busy Pijiga, Saswayam Generaliga. And I even Lilunganga, said you took the brag out of Yole. The Great Commission is not a quest, it is command. Jimmy those Gamusuda, I Midaya Kaniramobu, I in Luja, my eye Malone Alumhobu, a major. Sit out there, a tape. Puye Amingo Namakani, second day. Post Yoga debate Yoga, do the guy with Namari, a loop young man. Dini Kriane, the king is the guy with Namatong Jabu. Namatong Jab, Credo Jungle to the Matijabu. Saji Judah, the loop, Piang, only come of love, I was a countess. Just Saji Judah, the man of your party. Saji Judah Nanga, congregation at the end of it. Not to Ahoma Dimlagi, brother in Sren Yaguri, Sulaide. Now, Piata King are Nichi the Kuda County Villa Mopene. Saji Judah than Aji, Benek Gajo, Saji Utemoton, Saji Muted brother any. General, I could say Judah than Jungle, General, the two, or Saudi Mamma Pari, Jungle, the two, research of Rashid. Then at the road of Mijiro, who insula, but a man see Judah than Peter Theosia. Who ing up the media Rashid. I come out to the media, Judah, the media Bawazura. No, who never English, so I take out the Roji Yashiji. Young Mumas Uba one answer Shide, E.G. Dino Shidania. A Uba Wagan in the car, the Miri Yamu, Tama out the Miri Yale. A decama to yet the Metia Uni Dumus at Del Polare. A de Uni Dunga, Tani Dani, Miaji Jema, Tajizuma Upuya Sale, Tutangizuma Uputunure. A de Upuya Zaye. Ta Jizunga Umuche Mutun New Year, Ta Jizunga Utemonto. So Piakia, County Billy Kama, Trugale, Nigumia Dindo, E.G. Dino in the 2 1 of Pomabima, County Mingla Chede. Now the Guinea Siaji Judah Jungle, Angwida Kama. Nenia, Abima Cambido, Angmillion that the Bella. General Hivi, what is that? Can you sit down?
အငယ်ခုနှစ်ကနေဒီအကြောင်းကိုစဉ်းစားရင်းနဲ့ဆရာယူဒတန်ကိုဘယ်လိုအောင်မရမလဲဆိုတော့နည်းစဉ်းစားချင်ပါတယ်ဘုရားသခင်နှုတ်ကပတ်တရားတော်ကိုသင်တို့အားဟောပြော၍သင်တို့ကိုအုပ်တော်သူတို့ကိုအောင်မိကြလော့ကျွန်တော်တို့နှုတ်ကပတ်တော်အရင်ဆုံးလက်ဟောသွားတယ်ဆရာကြီးယူဒတန်ဒါသင်တို့ဆရာကြီးသုံးသွားရင်ဖတ်တဲ့ကျမ်းစာလို့ပြောကြတယ်ကျွန်တော်တို့ကိုအုပ်တဲ့ပထမဆုံးသင်ယူလုပ်ခဲ့တဲ့ဆရာကြီးယူဒတန်ကိုအောင်မိကြလော့ဒါလည်းအမိန့်ပဲနှစ်နေရာမှာဘန်ကောက်အသင်းတော်မှာရှိတဲ့ယုံကြည်သူတွေစုပြီးတော့ဒီလိုလုပ်တာသိကောင်းတယ်ဘုရားကအမိန့်တော်ကိုနာခံခြင်းဖြစ်တယ်အောင်မိယုံနဲ့မပြီးသေးဘူးဆက်ပြောတယ်သူတို့သည်အဘယ်သို့ကျင့်ကြံပြုမှု၍စုတည်သည်ကိုစစ်စစ်ဆင်ခြင်လက်ဆရာကြီးယူဒတန်ဘလို့အသက်ရှင်သွားသလဲဘလို့ပြုမှုသွားသလဲကိုစစ်စစ်ဆင်ခြင်ပါတဲ့မပြီးသေးဘူးနောက်တစ်ချက်ကသူတို့ဤယုံကြည်ခြင်းကိုမှီအောင်လိုက်လို့နော်ဆရာယူဒတန်ရဲ့ယုံကြည်ခြင်းကိုမှီအောင်လိုက်ခိုင်းတယ်ဒီကနေ့တော့ကျွန်တော်အဲ့ဒီ၃ချက်ကိုအခြေခံပြီးတော့ပြောသွားပါမယ်အောင်မေးတယ်ဆိုတော့သိပြောစရာမလိုတော့ဘူးဘာလို့စဉ်းစားချင်တယ်ဆိုတော့ဆရာကြီးယူဒတန်ဘလို့ကျင့်ကြံပြုမှုခဲ့တယ်လဲအဲ့လိုကျင့်ကြံပြုမှုခဲ့တာဒီအများကြီးတွေကနေ၃ချက်ပဲကျွန်တော်စဉ်းစားချင်တယ်နံပါတ်၁တစ်ချက်ဆရာကြီးယူဒတန်ကသခင်ယေရှုကိုသေချာအတူယူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူသိတယ်ဘုရားသခင်ရဲ့မဟာကယ်တင်ခြင်းစီမံကိန်းကြီးအောင်မြင်ဖို့သူဒီလူသားဖြစ်သောကြောင့်ဘုရားသားတို့ပင်လေတနေ့ကို၃ချိန်ဆုတောင်းရင်ပူဆုတောင်းရမယ်ဆရာယူဒတန်ဗမာပြည်လာတဲ့အချိန်မှာဒီလုပ်ငန်းကြီးမစခင်တကယ်တော်ကြီးမြတ်မြတ်ထဲမှာရက်ပေါင်း40အစာရှောင်ဆုတောင်းခဲ့တယ်တာရဲ့တလိษံတွေကိုသူဘာမှမမှုဘူးပြီးတော့ဆရာကြီးယူဒတန်ကဒီအမှုကိုစလုပ်နေတဲ့အချိန်မှာတနေ့6ချိန်ဆုတောင်းတယ်ကျွန်တော်အလုံးဖတ်ဖို့လိမ့်မယ်မနေ့6နာရီ9နာရီနေ့လယ်12နာရီညနေ3နာရီ6နာရီည9နာရီမှန်မှန်ဆုတောင်းတယ်နော်သခင်ယေရှုသည်လောကကြီးကိုလာတဲ့အခါမှာဘုရားသားတော်မှန်ပေမဲ့ဒီကယ်တင်ခြင်းဘုရားသခင်မဟာစီမံကိန်းမပြတ်ပဲနဲ့အမြင်အောင်တနေ့ကို3ချက်အနည်းဆုံးဆုတောင်းတာတွေ့ရတယ်မာကု1:35မှာဆိုမနေ့အစိုးရသခင်ရှိထားဆုတောင်းတယ်လူကာ60မှာဆိုရင်တညလုံးဆုတောင်းတယ်မဿဲ14:73မှာဆိုရင်ညနေခင်းရောက်လာတဲ့အခါမှာဆုတောင်းတယ်နော်သခင်ယေရှုတော်မှာဒီလောက်ဆုတောင်းရင်ကျွန်တော်တို့ဒီကယ်တင်ခြင်းတည်င်းစကားကြီးပြဖို့အတွက်ကျွန်တော်အထူးဆုတောင်းဖို့အမှန်တန်ရည်ကြည်တယ်အဲ့လိုဆုတောင်းတဲ့အခါမှာကျွန်တော်ခရိယာနေဆုတောင်းတဲ့အခါမှာဘယ်လိုတောင်းကြသလဲကျွန်တော်မေးရင်ဘုရားသခင်ကဟိုကြုံတော့အဖြေပေးတာကိုမကြုံတဲ့အဖြေမရဘူးလို့ပြောကြတယ်အဖြေမရလဲယေရှုတော်ပဲအလိုတော်ပဲလို့ပြောကြတယ်ကျွန်တော်တို့ဆုမတောင်းတတ်ကြဘူးနော်ကျမ်းစာထဲမှာဆုတောင်းတတ်တဲ့ပုဂ္ဂိုလ်တယောက်အကြောင်းကိုရာဇဝင်ကျုပ်အခန်းကြီး4အငယ်9မှာတွေ့ရတယ်ကျွန်တော်အားလုံးသိကြမှာပါရာဖက်ရဲ့ဆုတောင်းတာကျွန်တော်မြန်မာပြည်မှာ2013ခုကျွန်တော်ခရိယန်တွေအတွက်တော့အင်မတန်ကောင်းတာပေါ့နော်ဘုရားသခင်အလိုတော်သည်ကောင်းကင်မှာပြည့်စုံလို့မြန်မာနိုင်ငံကြီးမှာပြည့်စုံဖို့ဒါပေမဲ့မယုံကြည်သူတွေအတွက်နမိတ်မကောင်းဘူးရှီးတကုံမှာလက်တ6ကောင်နားတယ်ရေရာကြီးခြေလိုက်တော့ဗမာပြည်အခြေအနေမကောင်းဘူးလို့ပြောကြတယ်နော်ဒါနဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်ကအမိန့်ထုတ်တယ်လက်တားလို့မပြောနဲ့တဲ့ရွှေဟင်းသာ6ကောင်နားတယ်လို့ပြောတယ်ကျွန်တော်မြန်မာလူမျိုးတွေရဲ့အကျင့်ကရတရားချီတာတို့အုတ်လန်းတွေကိုလိုက်ကြတယ်ရာဘက်ဆိုတဲ့ပုဂ္ဂိုလ်အကြောင်းကိုကြည့်ရင်ရာဘက်ဒီထူဆန်းသောသူဖြစ်တယ်သူ၏အမိကငါသည်ပြင်းစွာသောဝိညာဉ်ကိုခံ၍ဤသားကိုမြင်ရပြီဆိုတဲ့အမေဒုက္ခအကြီးကြီးရောက်တဲ့ဒုက္ခရောက်တော့ကြောင့်ရာဘက်လို့နာမည်ပေးတယ်ကျွန်တော်တို့မြန်မာတွေကအဲ့လိုဆိုနတ်နှီးနဲ့နာမည်ပြောင်းလိုက်တယ်အကောင်းဖြစ်မထင်လို့ဒါပေမဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကနာမည်တဲ့အကောင်းကြီးပေးနေတဲ့ဘုရားဖြစ်တယ်နာမည်ပြောင်းစရာမလိုဘူးယာကုပ်ကယာဘက်ကဘာပြောလဲ30မှာယာဘက်ကလည်းကိုတော်သည်ကျွန်ုပ်ကိုအစဉ်ကောင်းကြီးပေး၍ဆုတောင်းဘူးလားဘုရားသခင်ကျမကိုအစဉ်ကောင်းကြီးပြီးဆုတောင်းလားကျွန်တော်အစဉ်ကောင်းကြီးပြီးဆုတောင်းကြလားမတောင်းကြဘူးတကူကောင်းစံနဲ့ထင်ကြတယ်မဟုတ်ဘူးအာဗြဟံကိုဘုရားသခင်ရွေးတဲ့အခါမှာသူ့အားဖြင့်ရတဲ့ကောင်းကြီးကိုလူမျိုးတွေကိုစီးစီးစေချင်တယ်ကျွန်တော်ကိုယ်တိုင်ကကောင်းကြီးမရှိဘဲနဲ့ဘယ်လိုသူများကောင်းကြီးပေးနိုင်မလဲနှစ်စဉ်အချင်းထောင်မှာအကျဉ်းသား12000ကိုတရားကိုကျွေးရင်9000လို့ဆိုတွက်ကြည့်နှစ်တိုင်းကျွန်တော်ကျွေးနေအောင်ဘုရားသခင်ကျွန်တော်ကောင်းကြီးပေးပါဆိုတော့မှကျွန်တော်ကျွေးနိုင်တယ်ဘုရားကောင်းကြီးမပေးဘဲဘယ်လိုသူကျွေးနိုင်မလဲဘုရားသခင်ကောင်းကြီးပေးမှနှုတ်ကပတ်တော်ကိုသိပြီးတော့သူများဝင်ငှနိုင်မယ်ဘုရားကောင်းကြီးမပေးဘယ်လိုဝင်ငှနိုင်မလဲနော်ဒါကြောင့်ဘုရားသခင်ကျွန်တော်ကိုအစဉ်ကောင်းကြီးပေးပါလို့ဆုတောင်းဖို့အမှန်တန်ရည်ကြည်တယ်တကူကောင်းဆန္ဒမဟုတ်ဘူးနော်ခရစ်တော်တရားကိုပြန်ကြည့်
ကိုနည်းဆက်ဆိုင်သောသူကိုကိုနည်းအမြတ်ချစ်ကျွန်တော်ကိုကျွန်တော်မှန်ချစ်တတ်မှဆက်ဆိုင်တဲ့လူချစ်နိုင်မှာနော်မှန်ရှိရပြီးတော့ဟဲ့ကျွန်တော်ကိုကျွန်တော်ကြည့်ပြီးတော့အမြင်ကပ်စရာကြီးဆိုပါလိုက်တယ်လို့ရှိလားအမလေးမှန်ရှိမှအချောဆုံးပဲကိုပါမယ်သူများလည်းပါမယ်တော့ဘူးကိုအချောဆုံးထင်ရင်သူများလည်းအချောဆုံးထင်မှာပဲနော်ကိုအဲ့လိုမထင်တိုင်းပြဿနာကျွန်တော်ခရိယာနေရတိတ်ကြောက်စရာကောင်းတယ်ဘုရားသခင်ကနှစ်ချုပ်တဲ့မျက်လုံးနှလုံးနားနှစ်ဖက်ပါဇက်တစ်ပေါက်ပဲပြီးထားတယ်ခရိယာနေဘာလို့ကြားလဲပါဇက်နှစ်ခွပြောကြတယ်ငွေကြနေတာပဲနားတော့တစ်ချက်ပဲနားထောင်မလို့ခေါ်ဘကနားမထောင်တော့ဘူးရန်ထဖြစ်ကြတယ်တစ်ဖက်ပဲကြည့်တတ်တယ်နောက်တစ်ဖက်ကမကြည့်တတ်တော့ဘူးနော်ဘုရားသခင်ဖန်ဆင်းတာနဲ့ပြောင်းပြန်နေပဲအသက်ရှင်နေကြတယ်ဒီနှုတ်ကနေဘုရားကိုလည်းချီးမွမ်းတယ်ဘုရားချီးမွမ်းတဲ့လူတွေလည်းကဲ့ရဲ့တယ်နော်ကျွန်တော်အမြဲတမ်းပြောကြတယ်လူတယောက်နည်းနည်းဝါလာပြီဆိုလို့ရှိရင်ဘာပြောလဲစီပန်းကြီးလိမ့်လာတယ်ဗမာလည်းပြောကြတယ်ပိန်လို့ရှိရင်ဓာတ်မိတန်ကြီးကိုထမင်းပတ်ပြီးတယ်လို့ပြောကြတယ်ပူလို့ရှိရင်ဤပေါင်ရင်ဖုန်ထားတယ်တဲ့ပူတော့ဖင်ကတ်နေတယ်ဘူးဆိုဖုန်ထားတာပေါ့ကျွန်တော်တို့ကလူတယောက်ကိုမိုးချုံမြချုံနော်ဘုရားသခင်ရဲ့တရားနဲ့အညီဖန်ဆင်းတဲ့လူတွေကိုမချီးမွမ်းတတ်ဘူးနော်ကျွန်တော်ဘာပြောတင်တယ်လဲဝါလို့ရှိရင်အမကြီးရဲ့ရှားပါတဲ့ခေတ္တမှာဝါလို့လှလို့ပါလားဗမာစကားမှာဝါလှတယ်နော်ပိန်လို့လှတာမရှိဘူးပိန်လို့ရှိရင်လေဟာညီမလေးရဲ့ international body လေးပါလားအဲ့ဒါပဲကစားသလားသူဘယ်လောက်ပြောမလဲပူလို့ရှိရင်ဗမာစကားရှိတယ်ပူရင်နှုတ်တယ်ကျွန်တော်ကောင်းတဲ့စကားတွေမကြွေးချယ်ဖဲနဲ့ဟောဒီနှုတ်ကနေလူတွေကိုဖန်တီးပြဿနာရှာတဲ့စကားကြီးပဲပြောကြတယ်ဒါကြောင့်အသင်းတော်မှာလူတယောက်လာရင်နောက်တစ်ပတ်လာမလားကျွန်တော်ကြိုဆိုတဲ့လူတွေနဲ့အမှန်တန်အရေးကြီးတယ်တဲ့ဆိုပါတော့တနေ့တစ်ခါမှဘုရားကျောင်းတက်တဲ့လူတွေဘုရားကျောင်းရောက်လာတယ်ကျွန်တော်ခရစ်ယာန်ကဘာပြောကြလဲအမလီပေါ်တော်မူကြီးပေါ်လာပြီးစိတ်ချဘယ်တော့မှလာတော့မှမဟုတ်တော့တခါဝန်တာလိုက်တာဒီလိုလာပြီးတာကျေးဇူးတင်နေနောက်တစ်ပတ်လာခဲ့ပြီပါကျွန်တော်ခရစ်ယာန်ရဲ့အသက်တာမှာဘုရားတရားနဲ့ညီဖန်ဆင်းထားတဲ့လူကိုလူလိုမမြင်ဘူးဝေဖန်စရာတရားလို့နော်အစိမ့်နေတဲ့တရားလို့ကျွန်တော်မြင်တော့ကြောင့်ဒါမဲ့ဆရာကြီးယူဒသံကအဲ့ဒီလိုမဟုတ်ဘူးသူကအနောက်နိုင်ငံသားပဲသူဗမာပြည်လာတဲ့ညကရန်ကုန်မြို့မှာတင်မောဆိုင်တော့သူတို့အိမ်တလုံးငားနေတာအဲ့ဒီအိမ်မှာအဲ့ဒီညကြွက်တွေတောင်းကြလို့ကြွက်ဖမ်းတာအကောင်100ကျော်ဒီလောက်တန်ရှင်းတဲ့လူကဒီလိုနှိမ့်ကြတဲ့တိုင်းပြည်ကိုလာတဲ့အခါမှာအပြစ်မတင်ပါဘူးရွှေတကုံကြီးကိုကြည့်ပြီးတော့အော်ဖရာတရားဒီလောက်ကြည်ညိုတဲ့လူတွေခရစ်တော်ကိုရသွားရင်ဘယ်လောက်ကောင်းမလဲဒီနေ့ကျွန်တော်တို့ကျန်တဲ့တိုင်းရင်းသားခရစ်တော်ကိုမသိတဲ့လူတွေကိုအဲ့ဒါလိုမြင်တတ်ရလားကျွန်တော်တိုင်းပြည်ကြီးချမ်းသာရဖို့မနေ့ကလည်းကျွန်တော်ပြောပါတယ်နှစ်ရာကျော်94မှာနိုင်ငံရေးသမားတွေမြို့ကြီးလို့မလိုပါဘူးကျမ်းသာပါပြီလေငါနာဖြင့်နာမဖြင့်သမုတ်တဲ့ငါလူတွေဟာကိုနှိမ့်ချမယ်ဘုရားမျက်နှာရှာမယ်ဆုတောင်းရင်ဘုရားပြီးမယ်တဲ့နော်ကျွန်တော်တိုင်းပြည်ချမ်းသာရဖို့ခရိယန်တွေလက်ထက်မှာပဲရှိတယ်ခရိယန်တွေဆုမတောင်းရင်ဘယ်တော့ဖြစ်လာမှာမဟုတ်ဘူးအခုကျွန်တော်ဆုတောင်းတော့ကြောင့်ကျွန်တော်စဆုတောင်းတော့လူတွေကကြီးတယ် cell phone တစ်လုံးကျွန်တော်အခုကိုင်းတဲ့ဖုန်းကဘုံမူကြီးတယောက်ကျွန်တော်တတ်တဲ့ခံတော့သူတေခါနီးမှာသူတာကိုမှားခဲ့တယ်သူတေမှဖုန်းရရင်ကျွန်တော်လှူလိုက်ပါတဲ့ခရစ်စကကျွန်တော်ဒီဖုန်းလှူရတယ်အဲ့တော့ဖုန်းတစ်လုံးကကျပ်350ဒေါ်လာ9000လောက်တန်တယ်ကျွန်တော်ဆုတောင်းတဲ့ဘုရားသခင်ဖုန်းတစ်လုံးကို3000နဲ့ချပေးပါရည်ကြတယ်လူတွေကဒီကနေ့ရန်ကုန်မြို့မှာဖုန်းတစ်လုံးကိုကျပ်1500နဲ့ဆင်းကရပြီဘုရားသခင်ကိုမယုံကြဘူးကျွန်တော်ခရစ်ယာန်တွေဆုတောင်းရင်ဘုရားသခင်အပြည့်ပေးတယ်တိုင်းပြည်ကြီးချမ်းသာဖို့ဆုတောင်းကြည့်ပါဒီကျွန်တော်ဆုတောင်းတဲ့အတိုင်းပဲတိုင်းပြည်မှာပြောင်းလဲမှုတွေအများကြီးကြည်စမ်းတစ်ခါမှမကြုံဘူးတဲ့အရာတွေဖြစ်လာတယ်။ဒါကြောင့်ဆရာကြီးယူဒသံကဗမာပြည်လာတဲ့အခါမှာငါအမေရိကန်ကနေငါ Greek စကားကျွမ်းကျင်နေငါဆိုတာနဲ့တခုမှမလာဘဲနဲ့သခင်ဘုရားရဲ့ခြေရာတော်အတိုင်းဆုတောင်းအသက်ရှင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒုတိယဆရာကြီးကအမြဲတမ်းပြောတဲ့စကားရှိတယ်။သူအမေရိကပြန်ရောက်တော့လူတွေကဗမာပြည်မှာသူ့ကိုညှင်းဆဲတာတွေဒုက္ခရောက်တာတွေဘလောက်ဒုက္ခနဲ့လွတ်မြောက်အောင်လုပ်တယ်လေဆိုတာကိုတဲ့သူတို့အနောက်နိုင်ငံ world story ခေါ်တာပေါ့နော်ပြောစမ်းပါနားထောင်ခြင်းတယ်ဆရာယူဒသံက